သူ့မျိုးတွေပါတိအောင်တင်ပေးတာဒီမှာလည်းသူ့မျိုးတွေအကုန်ရှိတယ်ဒီမှာကြည့်ဒီမှာဒါသူ့ပုံဒီမှာသူ့အလို့ကျမကိုကင်မရာရိုက်တယ်အခုကြည့်ရိုက်တယ်ဒီမှာကြည့်ကျမကိုရိုက်ထားတယ်ဒီမှာကြည့်အဲ့စောက်လုံးမရှိအဲ့ဖုန်းတစ်လုံးနဲ့စောက်ယူထားပြီးအမသူ့မရင်ငယ်တွေပါပြလိုက်အမပလဲဗရမညာမေရီတို့ပါတို့အမကျမပေါင်းပဲရိုက်တာကျန်ကျမတင်ပြီးထပ်တင်မယ်အရိုက်ခံပြီးအသေးခံပြီးတင်မယ်သူပလဲတယ်ရှိတယ်သူမရထိလို့နာတာမရင်ငယ်ထိလို့နာတာဟမ်သူမရင်ငယ်ဘသူလဲသိလားဟမ်ပလဲဗရမညာမတာမမေရီအတီဖော်ဆိုတဲ့ကောင်မကရင်မအဲ့ဖာတိုင်နဲ့ကွဲကြရဒီလိုဒုက္ခပေးတာနော်မဟုတ်ဘူးကျမလည်းအခုတင်ပြီးသူအခုသူအမေတွေဒုက္ခပေးတယ်ကျမပါးတင်နာတွေရိုက်တယ်နော်ဒီမှာကျမနော်တင်ပြီးကျမတင်ပြီးဟုတ်တယ်ကျမကိုသူရိုက်တာဘာလို့လားမှလည်းအမေကဒီမှာကျမအမေကိုကြည့်ချင်းချောက်တာသူမရအောင်ထိတော့သူဖုန်းနဲ့ဟိုဟာဖြစ်တာနော်သူမရင်ငယ်ထိတော့နားတယ်အလားကျမတို့တကယ်အခုရမ်ဇန်ဝင်နေပြီအမေပြန်ဆိုလို့ပြန်တာဖာနဲ့တော်ပြီးတော့ဆဲတာ तू ဟမ်ဆဲပေါင်းမနေဘူးနော်ဘလို့ရိုက်လဲကျမတို့ကျန်နားတွေပါးတွေနားတွေဒါတော့ကျမတို့ तू ရှာကြွေးထားတကားဖွင့်တာပတ်ဝန်းကျင်မှာသိပါစေအခုရဲခေါ်မှာခေါ်ကြိုက်တဲ့လူခေါ်ရဲခေါ်ငါစစ်ချက်နဲ့ဟိုထားမှာဒီမှာကျမတို့ရဲခေါ်မယ်တဲ့ရိုက်လဲရိုက်သေးတယ်စော်လဲစော်ကရဲဆိုတာလဲရက်ကွက်ကလူရှိသမျှလူတွေသူပတ်စံပေးပြီးငှားပြီးလုပ်တယ်ရဲတွေကိုနာမည်ဖြတ်တယ်ကျမစခန်းလဲသွားတယ်ပြီမတိုင်မဲနဲ့လဲကလိန်ကကြစ်လုပ်တယ်ဒီကမမှတ်တာသူ့ရုပ်ကိုကြည့်တာကျမအခုတော်အခြေအနေစိုးလို့မနေ့ကကျမအမေကိုပါခမားတွေပါနေသူပြောတာအမေနှလုံးသမားတခုသူဒုက္ခပေးတယ်ဘာတာဝန်မှလည်းမယူမိသားစုကိုမရသားသမီးဘာတာဝန်မှမယူမကြည့်ကျမကိုရိုက်ထားတာနော်အခုကျမကိုဘယ်လောက်ထိစိုးလဲဆိုရင်မိန်းမလို့မဆက်ဆံဘူးမရင်းလို့ဆက်ဆံတယ်သူတောင်းကြမ်းတယ်မဟုတ်တဲ့တောင်းကြမ်းလားမကြမ်းလားလာကြည့်လာအကိုလာခဲ့ကျမကိုရိုက်ထားတာလားကျမလိုင်းမော်တင်ပြီပါဘယ်လို့ဆိုကျမကိုရိုက်တာမတရားပဲဟုတ်လားမရှက်နဲ့ဗျာတင်မယ်ပြင်ပြောမယ်ဘာလို့ဆိုငါအိမ်တွင်းအကြမ်းဖက်ခံရတာလာခဲ့အကိုလုံးမခေါ်ရင်ကျမရှင်းလုံးပြောလို့ရှင်ကျမလည်းအခုသူရိုက်ထားတဲ့စစ်ချက်ယူပြီးကျမတို့တိုင်မှာဖွင့်လားဒီကလားနောက်ကောနော်ဒီမှာကျမကိုရိုက်တာဒီမှာကြည့်အခုပဲအလောက်ကလာတယ်မေးတယ်ကျမနေဘာဖြစ်ချင်တာလဲအေးဆေးမေးတာကျမဂျီမေးတွေလဲသူ့ရုံးကမိန်းမတွေယူသုံးတယ်အခုကြည့်သူ့ဟာပေါ်လို့ရတိုင်းမော်တင်လို့ကျမတကယ်တမ်းပြောရင် तू ကလူပေါင်း16000ခြေကြော်ပြီးခြံခုံပြီးလာတဲ့လူကျမကောင်းသိတယ်နော်တိန်ကြီးခံပြီးအများကြီးခွင့်လို့ပေးပြီးပြန်ပေါင်းတဲ့ဒီသားသမီးတွေမျက်နှာနဲ့အခုကကျမကိုအိမ်တွင်းအကြမ်းဖက်တာကျမပဲအကျွေးဆက်တယ်သူရှိသမျှအခုချိန်ကြီး तू အတိုးကျွေးတွေရှိတော့စထာပနာမှာချီးထားတော့ तू အမတွေနဲ့ငါကြည့်ကျမကိုရိုက်ထားတာကြည့်လောက်ကြိုက်တလားလို့ကျမလည်းရှင်းတော့ပြောလို့ရှိရင်ဒါမင်းမဲ့တိုင်းမဟုတ်ဘူးကျမသိတယ်အလောက်ထိနှိပ်ဆက်ကျမမခံနိုင်ဘူးအလောက်ကကားတိုးစီးပြီးလာတာမနှက်စာမရှိဘူးကျမနော်ဘာဖြစ်လို့ဆိုအခုအမေတွေကိုအခုတော့ကြည့်အမေတွေချိန်ချောက်တယ်ကျမတမင်လိုင်းပေါ်တင်တာအကြောင်းမဟုတ်ကျမအမေတွေကိုနေတိုင်းချိန်ချောက်တယ်မနေ့ကဆိုခမည်းနဲ့ပြောတယ်ဘလောက်ထိပြောလဲခမည်းနဲ့ပြောတယ်အမေနော်ကျမအမေကျမဒီအိမ်ကိုမနေ့ကမှလာတာကျမကိုဖန်နဲ့ဆဲပြီးလွတ်တယ်ဒါကျမအိမ်သားသမီးတွေနဲ့မအိမ်မျက်နှာထောက်ပြီးလာတာသားသမီးတွေခေါ်လာတာမလွယ်ဘူးလေကျမအခုတင်ပြီလိုင်းမော်တင်ပြီကျမအခုရိုက်တယ်မကြပါနဲ့ရင်မကြည့်ဘာလို့ရိုက်မယ်မကြည့်မကြနာအဲ့လိုပဲကျမရိုက်ခံရတာမနဲ့တော့သူ့မိသားစုတွေနဲ့ဟိုကပြက်လဲဘာငါအမေကိုချင်းချောင်းနေတယ်ချင်းဒီမှာ
စခန်းခေါ်မယ်တဲ့ချင်းချောက်ကျမကသွားမှာကျမကိုပါးတင်သားတွေရိုက်တာသူကျမစခန်းသွားစခန်းခေါ်မယ်တဲ့အမေကိုချင်းချောက်နော်ချင်းချောက်